အားလုံးကပါအခုကကျွန်တော်တို့ဟိုလွန်ခဲ့တဲ့10နှစ်ဝန်းကျင်လောက်ကနေခဲ့တဲ့စမတီကိုမျိုးလေးကိုပြန်ရောက်လာတာပေါ့နော်ကျွန်တော်နေခဲ့တာစမတီကိုမဟုတ်ဘူးဒါပေမဲ့ဒီနားမှာတော့ကျွန်တော်တို့ဟိုအမြင်နဲ့တွာလာလှုပ်ရှားနေတယ်ပေါ့နော်အဲ့ဒီချိန်တော့ဒီဘက်ကိုကျွန်တော်တို့ဒီဘက်ကိုလမ်းကြုံလို့ဝင်လာရင်းနဲ့ကိစ္စလေးတစ်ခုရှိလို့လာရင်းနဲ့ဒီနားကစမတီကိုTabla Indian restaurant ဆိုင်မှာကျွန်တော်လင်မယားနေအောင်လာစားတာပေါ့နော်အရင်တော့ဒီဘက်ကိုရောက်ဘူးတယ်စမတီကိုဒီနားမှာမှတ်ရရအများကြီးလည်းရှိတယ်ဒါပေမဲ့ဒီဆိုင်ကိုမစားပြစ်ဘူးပေါ့ကွယ်အခုဒီဆိုင်မှာကျွန်တော်တို့ဗာမှာထားလဲဆိုတော့ဒီဆိုင်မှာတိုဇာပေါ့နော်တိုဇာဆိုတိုရှည်ကအရှည်ကြီးပဲသူက70မီလီမီတာတိုရှည်လို့ခေါ်တယ်ကွာအဲ့လောက်ရှိတယ်ပေါ့နော်အဲ့တိုရှည်မှာထားတယ်ကျွန်တော်ပြီးရင်ပြမယ်နော်ပြီးတော့အာလူပူရီမှာထားတယ် chicken tandoori မှာထားတယ်ပြီးတော့ chicken ဘယာနီမှာထားတယ်ပြီးတော့ chicken curry မှာထားတယ်ဆိုတော့တစ်ခါလေကြာရင်အင်ဂျင်စားစာတွေကဘာကလေးတွေ့ရှိနေတယ်သူ့မှာဆရာအောင်ပေးထားတဲ့ဆေးရှိတော့အဲ့ဒါလေးနဲ့ညကြရင်ခေးလိုက်နော်လက်ရှိကကျွန်တော်လည်းဟိုကဆေးကြော်ကမရှိဘူးစစ်တာဆေးကြော်မရှိဘူးကိုလက်စထရောနည်းနည်းများတယ်ဒီနေ့တော့ဒီတပူးလည်းတယောက်တော့တောက်လို့ရမယ်ထင်ပါတယ်ကျွန်တော်ဒီဆိုင်ကစားလို့ကောင်းတယ်ရှားပစ်လည်းကောင်းတယ်ဆိုတော့ဒီဆိုင်ကိုလာစားဖို့ recommend ပေးရပြီးရင်ကျွန်တော်တို့စားတဲ့အားလေးကိုရိုက်ဘာမှမှားထားလဲဆိုတာရိုက်ပြမယ်နော်โอเคအခုကဒီမှာတိုရှည်ကဒီလောက်ရှည်ပါတယ်ဟိုကလေးကြိုက်ပေါ့နော်ဒီကောင်ဒီလိုမျိုးခောက်ပြီးတော့ဒီမှာပဲဟင်းရယ်အာလူးရယ်နဲ့တုတ်စားမှာပါဒါက chicken tandoori ပေါ့နော်ဒီကောင်ကဝက်ကလေးကအဲ့လိုမျိုးတွေကြိုက်တယ်တဲ့ gray ပေါ့နော်ကျွန်တော်ကစခြင်းအဲ့လို chicken tandoori ပဲမှာတော့သူက curry ပါမှာအောင်မလဲဆိုတော့ curry ထပ်မှာထားတယ်။ဒါက chicken tandoori ပြီးတော့ chicken curry ထပ်မှာထားတယ်။အခုမလာသေးဘူးဒီ toshi ကလည်းကုန်မယ်လို့ထင်ပါတယ်။အခုက chicken curry ရယ်ဘယာနီရယ်ဒီမှာပြီးတော့အာလူပူတီရယ်ရှိရယ်နော်။ဒါတပွဲမှာ12ချက်ရှိနေတာမဟုတ်။ဒါကိုမင်းထောအချက်အာလူပူတီဆိုမှားလာတွေစုံပြီဆိုတော့စားလိုက်ပါအောင်မယ်စားလို့ပြီးသွားပါပြီအဲ့ဒါလေအားလုံးပေါင်းမှ60ကျော်လောက်ပဲကြာတယ်သိလားဟုတ်တယ်တန်တယ်ဒီဆိုင်လေးကဒါပေမဲ့ကိုအကြိုက်ဆုံးပေါ့နော်ဘယ်မှာအကြိုက်ဆုံးအကြိုက်ဆုံးကိုပြောရဲဆိုလို့ရှိရင်ဒီအာလူပူတီရယ်နောက်အဲ့ဒိုးစားလားဒိုးစားတိုရှည်ပေါ့တိုရှည်ပေါ့အဲ့ဒီဥစ္စာကတော့ကောင်းတယ်ဒီဆိုင်မှာနောက်ပြီးတော့အဲ့အာလူပူတီနဲ့ဒိုးစားလည်းထင်တယ်ဒီဆိုင်မဲ့ရမယ်ထင်တယ်ရှိတယ်အဲ့ဒါတွေမရှိဘူးဟုတ်တယ်ဒါပေမဲ့ဒိုးစားတော့ရကျင်ရမယ်ကွာဒါပေမဲ့ဒီလိုမျိုးအဲ့လိုဘယ်လိုပြောမလဲတိုရှည်လိုမျိုးလေအရှည်ကြီးအဲ့လိုမျိုးပုံစံတော့မရှိဘူးရတော့ရမယ်ဒါပေမဲ့ရှားမယ်ထင်တယ်နော်အဲ့တော့ယောက်ျားတို့လည်းရှားမတွေ့ဘူးဒီအကျယ်ကြီးဆိုတော့အကုန်လုံးမစုံစမ်းနိုင်ပါဘူးဒါပေမဲ့စားချင်ရင်တော့ဒီဆိုင်လေးကိုလာစားပါတယ်အဲ့တော့အကုန်လုံးကျေးဇူးတင်ပါတယ်peace